တဘာဝလောကထဲမှာအသက်ရှင်သန်ရတာဘယ်တော့မှမလွယ်ကူခဲ့ပါဘူးအခုဖော်ပြပေးမယ်တင်းငယ်တဲ့မုတ်ဆိုးလီခေါင်ကတော့သူတို့ရဲ့ရှုဝတ်ချက်တွေမြန်ဆန်မှုတွေနဲ့တေးစင်နိုင်တဲ့လက်နက်တွေကိုတုံးပြီးတားကောင်တွေကိုအစမ်းတကျဲအမဲလိုက်တိုက်ကြပါတယ်တိကယ်လီဖိုးနီးယားရဲတိုက်ပင်ကူတောအုပ်ထဲကမြေပြင်ပေါ်မှာထူးဆန်းတဲ့ရဲတိုက်မျှော်စင်လေးတွေထောင်နေတာကိုမြင်ဘူးပါသလားအဲ့ဒီမျှော်စင်ထဲမှာတော့တီးခန်တက်ပြီးရက်ဆက်တဲ့အကောင်လေးတစ်ကောင်ဘုံအောင်နေပါတယ်အဲ့ဒါကတော့ Turret Spider လို့ခေါ်တဲ့ပင်ကူတစ်မျိုးပါသူ့ရဲ့တွင်းကရဲတိုက်မျှော်စင်တစ်ခုလိုမြေပြင်ပေါ်ကိုတက်နေပြီးအတွင်းထဲမှာတော့ပလဲရောင်ပိုးကြီးမြင်လီတွေနဲ့ခင်းချင်းထားပါတယ်အကင်းဘက်ကတော့ရွှွန့်တွေရင်ညိတွေနဲ့ဖုံးအုပ်ပြီးရန်သူမမြင်အောင်ရုပ်ဖြတ်ထားတာပါသူကမျက်စိအသိမကောင်းပါဘူးဒါပေမဲ့တားကောင်ရဲ့တုံခါမှုကိုသိနိုင်တဲ့အာယုံခံစားမှုကတော့အလွန်ကောင်းပါတယ်တားကောင်ကသူ့မျိုးစင်သားရောက်လာပြီဆိုတာနဲ့တွင်းထဲကနေလျှက်တစ်ပြက်ခုန်ထက်တီပစိန်လိုချွန်ထက်တဲ့အဆွေတွေနဲ့ဆွဲယူစားတောက်တော့တာပါပဲနှစ်သဲတွင်းတွေကလူသက်သမားတီကောင်ချင်းသေးဒီအကောင်လေးကတော့သိပ္ပံစိတ်ကူးရင်ရုပ်ရှင်တွေထဲကအတိုင်းပါပဲသူကတကယ်တော့တီကောင်မဟုတ်ပဲရင်ကောင်တစ်မျိုးရဲ့လောက်ကောင်တာထက်ပါတယ်သူကတဲကန်တာရဒါမှမဟုတ်ဖုံထူးရဲ့မြေပြင်မှာအပေါက်ငယ်လေးတွေတူးထားတတ်ပါတယ်တဲထဲမှာကိုပြောင်နေအောင်နေတက်ကြီးတားကောင်ကြလာမဲ့အချိန်ကိုစောင့်နေတာပါပယုတ်စီတကောင်ကဒီတွင်းလေးကိုမတော်တဆချော်ကျသွားပြီဆိုတာနဲ့သူကမွေးဟောက်တကောင်လိုလျှက်တစ်ပြက်ပန်းထွက်လာပြီးတေးစေနိုင်တဲ့အစိတ်တွေနဲ့ထိုးနှပ်ပါတယ်ပြီးရင်တော့တားကောင်ရဲ့အတွင်းကအရည်တွေကိုစုပ်ယူစားတော့ပြီးအခွန်ကိုအဝေးကိုလွှင့်ပစ်လိုက်တာပါပဲတော့အပြင်းနဲ့ပေါင်ပြီးအမဲလိုက်တဲ့လူသက်ဘိုးကောင် Assassin Bug လို့ခေါ်တဲ့လူသက်ဘိုးကောင်ပါသူတို့မှာ Tawit လို့ခေါ်တဲ့အပြင်းတစ်မျိုးနဲ့အပြီးအယူရှိပါတယ်ဒီအပြင်းကစီးကတ်တဲ့အရည်လေးတွေကိုထုတ်ပြီးပိုးမွှစီလေးတွေကိုထောင်ဖမ်းပေးထားပါတယ်အပြင်းကပိုးမွှစီလေးတွေကိုထောင်ဖမ်းပေးတဲ့အတွက် Assassin Bug ကအဲ့ဒီပိုးမွှလေးတွေကိုလာစားပါတယ်အပြန်အလှန်အနေနဲ့အပြင်ရဲ့ပန်းပွင့်တွေကိုလာစားတတ်တဲ့ခူးကောင်းတွေကို Assassin Bug ကရှင်းလင်းပေးရပါတယ်သူ့မှာခောက်သိမ်းထိုင်းလို့ရတဲ့ဓမြောင်လိုချွန်တတ်တဲ့နှမောင်းပါရှိပြီးတားကောင်ကိုအကြိမ်ကြိမ်ထိုးတတ်ပြီးအသက်ကိုနှုတ်ယူတတ်ပါတယ်၄ရေအောက်ကလူသက်သမားပဇင်လောင်းပဇင်တွေကဝေဟင်မှာအမဲလိုက်တာတော်တယ်ဆိုတာအားလုံးသိကြပါတယ်ဒါပေမဲ့သူရဲ့ကလေးဘွားနင်ကတော့ရေအောက်မှာကုံဆုံးရပါတယ်ရေအောက်ကပဇင်လောင်းတွေမှာလီဘီယမ်လို့ခေါ်တဲ့ထူးဆန်းတဲ့နှမောင်းတစ်ခုပါရှိပါတယ်အဲ့ဒီနှမောင်းကရုပ်ရှင်တွေကဂရီဟွန်တွေလိုမျိုးလျှက်တစ်ပြက်အရှိကြီးဆန့်တွားလိုက်ပါတယ်ချင်းလောက်ကောင်တို့ဒါမှမဟုတ်တခြားရေတတော်လေးတွေကိုမြင်တာနဲ့ second bite ထဲမှာအဲ့ဒီနှမောင်းကိုပြစ်လွတ်ပြီးဖမ်းယူစားတောက်တာပါသူတို့ရဲ့နှမောင်းကဇွန်ခရင်နဲ့ပကံပြားအာနူပေါင်းဆက်ထားသလိုပါပဲဒီတင်းငယ်ရဲ့တတော်လေးတွေကတဘာဝလောကရဲ့ဟန်ချက်ညှိညွတ်မှုကိုထိမ့်သိမ့်နေသူတွေလည်းဖက်ပါတယ်သူတို့ရဲ့အမဲလိုက်ပုံတွေကကြောက်စရာကောင်းပေမဲ့အံ့ဩဖို့လည်းခေါင်းလာပါတယ်